မိမရေရန်ကုန်မြို့ကြီးကိုတော့ရှောက်ပြီကို ဟုတ်ပါမောင်ရဲ့တိုက်ကြီးတွေကလည်းမြင်လိုက်တာနော် ဒီဒေါသားကြွက်ကတော့အပိုင်ပဲကြွက်သားကသာကြီးတာညံမရှိလိမ့်ဘူးဟေ့ကောင်ငါပတ်စံအိတ်ကိုဘာလောက်တာလဲ တခိုးပဲလွတ်စမ်းကွာငါလက်ကျိုးတော့မယ်မင်းဘယ်ပြမလဲဖမ်းနိုင်ရင်ဖမ်းကြည့်လေတတာ ဘိုင်ဘိုင်နော်ကြွက်ကြီးပိုက်ဆံတွေအတွက်ကျေးဇူး ဟေးကောင် ပြန်ပေးငါပိုက်ဆံတွေ တောက် မုံဟင်းကားကကောင်းလိုက်တာနော်ထပ်မအောင်မလား စားထားအားရှိမှတခိုးကိုဆက်ရှာလို့ရမှာဆိုင်ရှင်ရေ စုစုပေါင်း2000ကျတယ် ဟိုခုနဗတ်စကားပေါ်မှာပိုက်ဆံအိတ်ပါသွားလို့ပါဗျာ ဘာပိုက်ဆံမရှိပဲစားတယ်ပေါ့လေလာခဲ့စမ်း ရန်ကုန်မြို့ကြီးကကြမ်းတမ်းလိုက်တာငါးဗလာတွေကပကံဆေးဖို့ဖြစ်လာတာပါလား တဲခံပါမောင်ရဲ့ပကံကုံရင်ပြန်ရမှာပါ